အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ပြောသွားပြတဲ့အကြောင်းအရာကဒီ MyND AP များများမှာ60ရာနေမတက်တဲ့ခက်တဲ့လေးအခွက်အတူလေးကြုံနေဗျာအခက်ခဲလေးကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဒီ60နေမတက်တဲ့ပြန်တော့ဖြစ်ရှင်းဖို့အတွက်ဒီ APP လေးတော့လိုရဗျာAPP လေးကိုကျွန်တော်ရဲ့ channel Telegram channel မှာကျွန်တော်ချပေးထားတယ်ဒီ Telegram channel ကိုဒီကျွန်တော် YouTube ကနေပြီးတော့ကျွန်တော်ချပေးထားတယ်ဗျဒီကနေဝင်မယ်ကျွန်တော်ရဲ့ channel တွေကဒီ software လေးကိုထောင်းပြရမယ်ဗျာဒီ 1.09 ဆိုတဲ့ APP လေးကိုထောင်းပြီးရင်အဲထောင်းပြီးကျွန်တော်ဒီ APP လေးကိုဝင်ပြီးမယ်ဗျာနော်ဒီတစ်ချက်လောက်နှိပ်ရမယ်အဲဒီမှာတွေ့ပြီးဆိုရင်ဒီအပေါ်ဆုံးက new upgrade is a level လေးပဲဆိုအယူကျွန်တော်upgrade တင်ပေးကြမလို့ဗျာဒီအောက်လေးမှာအောက်ဆုံးမှာဒီအားလေးကိုနှိပ်လိုက်မယ်အားလေးကိုနှိပ်မယ်မြန်တော့မြန်နေပြီဒါပေမဲ့ line ကောင်းရင်တော့မြန်ပါ line မကောင်းရင်ပထမဆုံးစဝင်ခြင်းတော့နည်းနည်းလေးကြာနေဒီ60နေမတက်တဲ့ပြန်တော့ဖြည့်ရှင်းပြီးသွားပြီဒါပေမဲ့ကျွန်တော်တခုအကြံပေးခြင်းနဲ့ပေးနေပါလဲဆိုဒီ MyND မှာဗျာကျွန်တော်တို့က hero move ဖြစ်ဖြစ် one move ပဲဖြစ်ဖြစ်အစင်လူအယောက်2000တင်းမှဝင်နေဆိုရင်တစ်ဖက်ကို 1GB free ပေးရဗျာ 1GB free ပေးရဆိုတော့ကျွန်တော်တခုပြန်ဗျာဒီ hero move မှာဘာဖြစ်ဖြစ် what move မှာဖြစ်ဖြစ်အစင်2000တင်းထဲမှာဝင်နေတစ်ဖက်ကို 1GB free ပေးရဘာဖြစ်ဒီကျွန်တော်ပြောချင်တာကကြတော့ဒီ what move မှာတော့မစောချင်စီဘာဖြစ်လို့လဲဆိုတော့ဒီဘောတွေကဝါမှုမှာပဲစောနေဆိုတော့အစင်ဝင်မှာနေတယ်ဒီ hero move မှာကြတော့အစင်ဝင်မှာများတယ်ဘာဖြစ်လို့လဲအဲ့လိုပြောရလဲဆိုတော့ဒီ hero move မှာစောရည်လေးနေတော့အစင်ဝင်မှုအတွက်မြန်တယ်ဘလို့မြန်အဲ့တော့ကျွန်တော်တစ်ချက်ပြမယ်ဗျာကျွန်တော်အစင်ဝင်ထားတဲ့လက်ကြီးတစ်ချက်ပြမယ်ကျွန်တော်လက်ကအစင်ဝင်နေမို့လဲဆိုတော့ဒီမှာ hero move မှာစောရည်လေးက hero move ကိုကြည့်လို့ရတယ်ဗျာ what move မှာအစင်ဝင်လာမှလည်းဒီမှာ what move မှာကြည့်လို့ရတယ်ကျွန်တော် hero move မှာစောထားအစင်လက်အေးဝင်တဲ့အစင်မျိုးတစ်ချက်ပြမယ်နော်ဒီအဲ့ဒါဆိုတော့ hero move လေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာလက်တွေခင်ဗျာဖေးလက်ရည်နဲ့စောအောင်လဲဆိုကြည့်လို့ရတယ်အဲ့မှာလက်ရည်နော်လက်ရည်တွေအဲ့မှာလက်ရည်ကျွန်တော်ကတော့ဒီလက်ရည်နဲ့စောတာဒီလက်ရည်နဲ့စောရတဲ့ကျွန်တော်အဲ့လက်ကိုအစင်ဝင်အောင်ပြမယ်အဲ့လေးကိုနှိပ်လိုက်ဒီမှာကျွန်တော်အစင်900ကျော်အဲ့လိုဒီမှာကျွန်တော်ဝင်နေဒီ2000လေးနဲ့ဝင်နေမှာဆိုရင်တော့တနင်္လာနေ့ဆိုရင်သူကဘာမှလုပ်စမ်းမလို့ကိုဖုန်းတွေကို message ပို့ပြီးတော့ 1GB ရအောင်ပို့နေမယ်အစင်2000မဝင်တော့မရဘူးပါဗျာဒီသူကအစင်ကတနင်္လာနေ့မှာပြရဆိုစနေနေ့အထိကိုအစင်ဝင်လာမလားတော့ကြည့်ပြရမယ်မှုဆိုရင်တော့ဆော့လိုက်ပေါ့တစ်ပွဲနှစ်ပွဲလောက်ဒီပြီးရင်ဒီမှာစာပါတယ်ဗျာဒီမှာအယောက်20အတွင်း run အဆင့်အမြင့်ဆုံး run ကိုအယောက်20မှာ 1GB ပေးမယ်အဲ့ဒါဖြစ်တယ်ကျွန်တော်အဲ့ဒါကိုခုကြံပေးခြင်းတယ်ဗျာနောက်ဒီ software ကအဲ့ဒါတစ်ချက်တက်တယ်ဗျာအဲ့ဒါတစ်ချက်တက်တာဘယ်လုံးဆိုတော့ဒီထဲကိုဝင်လိုက်ရင်ကျွန်တော်ပြရ try again ပဲပြနေဆိုရင်ကျွန်တော်ပြရတဲ့ဒီပဲကြာကျွန်တော်ဒီမှာ software လေးကိုကြာပြီးပြင်မယ်တချို့ကဒီကြာနေတာမျိုးအားပြီးရင်ဒီ i ပုံစံမျိုးလေးပေါ့တချို့ကကြတော့ app info လို့ပါတယ်ကျွန်တော်ကမပါတယ်တစ်ချက်နှိပ်တယ်တစ်ချက်နှိပ်မယ်တချို့ကကြတော့ဒီမှာကျွန်တော်တို့ဒီ clear data လို့ပါခြင်းနဲ့ပါမယ်မပါရဲ့လူတွေအတွက်ကကြတော့ဒီမှာဒီ story ဆိုတာလေးအားလေးကိုတွားမယ် story ကိုတွားမယ်တွားပြီးရင်ဒီမှာအောက်ဆုံးမှာ clear ချီအားလေးကိုနှိပ်လိုက်မယ်အားလေးကိုနှိပ်ပြီးရင်ပြန်ဝင်တော့ရရဗျာအားပြီးဒီမှာကျွန်တော်တို့ပါတဲ့ဖုန်းနဲ့ဒီမှာဒီအားလေးကိုနှိပ်လိုက်မယ်အားလေးကိုနှိပ်ပြီးရင်ဒီမှာဒီ clear ချီဆိုလေးကိုနှိပ်ပါဒီ clear all data ကိုတွားနေရင်ဒီ software ကဘယ်လိုပြောမလဲဟိုစဝင်လိုမျိုးဖုန်းနံပါတ်တွေပြန်ထည့်မယ်နာမည်ပြန်ထည့်မယ်အဲ့လိုမျိုး OTP ပြန်တောင်းမယ်အဲ့လိုမျိုးပြန်ဖြစ်သွားမယ်ပြဿနာတော့မရှိဘူးဒီကိုဖုန်းနံပါတ်ထဲမှာကိုအကောက်ပဲဆိုတော့လေဒီချီ clear ချီနေတော့ဒီဟိုကဘယ်လိုပြောလဲအခုတုံးထားတဲ့ data လေးပဲဖြတ်ပြီးတော့ဒါအစနေပြီးတော့ပြန်ဝင်စမ်းမလို့ပေါ့ဗျာနော်ကျွန်တော်တို့အကြံအဲ့ဒါကိုပြီးခြင်းနေဗျာ
အားလုံးပဲအဆင်ပြေပါစေလို့ကျွန်တော်ဆုတောင်းပေးရဗျာနော်ကျွန်တော်ရဲ့ channel ဒီ YouTube channel ကို subscribe လေးလုပ်ပြီးတော့